ကျွန်တော် MSA season 2 champion ဖြစ်တယ်ဖုန်းတစ်လုံးမလင်းနိုင်ဘူးပြေးချက်တောင်ဘလို့ဆော့ရမှာလေတော်ခက်တယ်ဗျဒေါ်နေကမက်တာရောက်ပါရောက်ဒေါ်နေကလို့ perfect လောက်သွားတယ်ဒါပေမဲ့ကျိုးသားအောင်ပူကျိုးသားအောင်ပူကျိုးသားအောင်ဒေါ်နေပေါ့အဲ့လိုယူသွမှုမှာလေကွာတယ်ဒါတွေကပြောရင်ကတော့တည်ရမှာစကားအကြီးအကျယ်ကြီးဖြစ်ကုန်မှာအဲ့လိုစောစောမှာစကားအကြီးအကျယ်ကြီးပြောတာလို့တည်မှာဆဲခံတာပဲတည်မှာအခုချိန်မှာထပ်ပြောလိုက်ရင်တော့အဲ့လိုထပ်ဆဲခံပါနော်အဲ့တော့ထပ်ပြောလိုက်ပါအောင်မယ်အဲ့လို professional တခုလုပ်ပြီဗျာခင်ဗျာအဲ့လိုဘောလုံးပဲဖြစ်ဖြစ်ဒါ game ပဲဖြစ်ဖြစ်ဘယ် professional တခုပဲခင်ဗျာလုပ်ဗျာဒီမှာခင်ဗျာ motivation ဆိုတာလိုတယ်ဗျာဟောခင်ဗျာရဲ့အာမခံချက်ခင်ဗျာရဲ့ဘောကအာမခံချက်ဘယ်လောက်ပေးနိုင်ပါလဲဆိုတာလိုတယ်ဗျာဒီမှာအဲ့အချိန်မှာအင်ဒိုတွေဖိလစ်ပင်းတွေရတာချန်ပီယံဖြစ်လို့မဖြစ်လို့ပြောနေတယ်ဒီမှာသူတို့ရဲ့စီးပွားရေးအရာဟိုကသူတို့စီမှာနိုင်ငံမှာကျန်းပြီဆိုလို့ရှိရင်တဘွာလုံးစာအလှည့်ကြည့်စရာမလိုတော့လောက်အောင် supporting ရှိမယ်ဆိုတာမျိုးရှိဗျာမြန်မာမှာကျွန်တော် MSA season 2 champion ဖြစ်တယ်ဖုန်းတစ်လုံးမလင်းနိုင်ဘူးLOD champion ဖြစ်တယ်အဲ့တော့ဖုန်းလေးလို့ရတယ်အဲ့လိုအနေထားပဲသိရမှာအဲ့တော့အဲ့ဒါတွေဘက်မှာလည်းကျွန်တော်တို့မှာလိုအပ်ချက်တွေရှိသေးတယ်သိရမှာအဲ့လိုကျွန်တော်တို့ကသိရမလားအဲ့လိုညောင်စီလေးလောက်လှူပြီးတော့သိရမှာညောင်ပင်ကြီးလောက်ရတယ်ဆိုတာဒါတရားသဘောပေါ့ဗျာသိဒါပေမဲ့အဲ့လိုຢာတွေကလည်းကျွန်တော်တို့အများကြီးရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့စောင်းကြိုးတော့ကျွန်တော်တို့အဲ့လိုຢာတွေလောက်နေလေရက်တက်လိုက်မှာတော့ဟုတ်ဒါပေမဲ့စောင်းကြိုးတော့